Premier League ပွဲစဉ်24ပြီးလီဗာပူးအသင်းရဲ့တိုက်စစ်ပိုင်းကပြောစရာများတောင်မန်တိုက်စစ်တွေရုန်းကန်နေရခြင်းနဲ့အတူအလွန်အတွဲဖက်မိနေတဲ့ကစားသမားသစ်2ဦးရဲ့အခြေအနေတွေကိုဒီဗီဒီယိုလေးမှာသုံးသပ်ချက်လေးလုပ်ပေးသွားခြင်းပါတယ်ပထမဆုံးအနေနဲ့2023ခုနှစ်စောင်းစည်းကွက်မှာလီဗာပူးအသင်းထံရောက်ရှိလာတဲ့ကိုရီကာဘိုဟာဒီယာဒီအာနီစလော့လက်အောက်ပွဲတစ်ခွင့်တနေရာပိုင်ရထားကအသင်းနဲ့အတူ29ပွဲထိပါဝင်ကစားထားနေပါတယ်ဒါပေမဲ့သွင်းဂိုး9ဂိုးနဲ့ဂိုးဖန်တီးမှု4ချိန်သာရရှိထားပြီးအတော်ရုန်းကန်နေရတဲ့ယာတီကိုဖျက်ဆီးနေခဲ့ရပါတယ်။ဘဲတောင်မှာတကူတော်ရှေ့စွမ်းပြဖို့ကြိုးစားရင်းအသင်းမော်ဒိုင်နဲ့ချိတ်ဆက်မှုအပိုင်းမှာအလွန်အားနည်းနေတာကြောင့်ထင်သားသလိုအလုံးမဖြစ်ပဲတာမန်ရှေ့စွမ်းအောက်ကိုရောက်ရှိနေခဲ့တာပါ။ပွဲထွက်ခွင့်အတွက်ရှင်းပြိုင်စရာကစားသမားရှိမနေကလက်ကျန်ပွဲစဉ်တွေအတွင်းပုံမှန်ရှေ့စွမ်းပြန်ရသွားမလားစောင့်ကြည့်ရဖို့ရှိနေပါတယ်။နောက်ထပ်တစ်ဦးကတော့အသင်းရဲ့တက်တော်ရှိကစားသမားမိုဟာမက်ဆာလက်ပါပဲ။အသင်းနဲ့6ချိန်မြောက်ဘောလုံးရာသီကိုဖျက်ဆီးနေတဲ့မိုဟာမက်ဆာလက်ဟာနီးပြကြီးယာဂန်ကလော့ရဲ့ချန်ပီယံခီးလန်မှာအရေးပါတဲ့အခမ်းကဏ္ဍကပါဝင်ခဲ့ပြီးပြီးခဲ့တဲ့နှစ်ပရီးမီးယားလိဖလားဘိုးဆွဲမှုမှာလည်းကြီးမားတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။ဒီရာသီမှာတော့ဆိုးဆိုးရွားရွားကျဆင်းလာတဲ့ရှေ့စွမ်းတွေကြောင့်ပရိသတ်တွေရဲ့ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရကပွဲထွက်ခွင့်တွေလည်းနှဲပါသွားခဲ့ပြီးနီးပြဖြစ်သူနဲ့သဘောထားတင်းမာမှုတွေတောင်ရှိနေခဲ့တာပါ။အသက်34နှစ်ထဲရောက်ရှိနေပြီဖြစ်တဲ့မိုဟာမက်ဆာလက်ဟာတဦးချင်းကြော်ဖြတ်မှုတွေမှာလည်းအရင်လိုကောင်းကောင်းမပြုတ်လုံနိုင်တော့ပဲဆုံးဖြတ်ချက်အမှားတွေနဲ့အတူအဆုံးသတ်မသေးချာမှုတွေကြောင့်အတော်လေးပြောစရာဖြစ်နေခဲ့ပါတယ်။ဆက်လက်ပြီးနွေရာသီကအသင်းထံစံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ရောက်ရှိလာတဲ့ဂျာမန်ကျယ်ပွင့်ဖလော်ရီယန်ဘီယက်အကြောင်းပါ။ကျောင်းနံပါတ်9ဝစ်စင်ကစားနေတဲ့အတက်ကင်မီဖီကဖလော်ဟာရာသီအစအသင်းနဲ့အတူအံဝင်ဖို့အပြင်းထန်စူးစမ်းခဲ့ရပြီးဘောလုံးရဲ့ဝင်ရဲ့ဝေဖန်မှုများကိုလည်းခံခဲ့ရသေးတာပါ။အရေးရှင်ကောင်းများစွာပိုင်ဆိုင်တာကစိတ်သက်ပိုင်းပြင်းပြတဲ့ဖလော်ကတော့2025ရဲ့နှစ်ကုန်ပိုင်းမှာပဲပုံမှန်ရှူစွမ်းပြန်လည်ရရှိခဲ့ပြီးအခုဆိုအသင်းနဲ့အင်မတန်မှအံဝင်နေခဲ့ပါပြီ။ကွင်းလည်နဲ့တိုက်စစ်ကိုချိတ်ဆက်ပေးနိုင်မှုဝိုင်းစုံတွေမှာပါနေရာယူကစားနိုင်မှုတွေကြောင့်အသင်းရဲ့ကစားကွက်မှာအရေးပါသူတူဖြစ်လာခဲ့ပါတယ်။ Florian BS အနေနဲ့သူ့ရဲ့အကောင်းဆုံးပုံစံဖြစ်တဲ့ပြိုင်ဘက် area ဘော်တဲ့ဝင်ရောက်မွေနောက်ကတကူတော်အစွမ်းနဲ့သွင်းကိုသွင်းယူမှုတွေအပြင်ဖန်တီးပေးမှုတိုင်းကိုအဆုံးသတ်ပေးမဲ့အတွဲဘက်ကောင်တူကိုလည်းပိုင်ဆိုင်ထားပါတယ်။သူကတော့ကျွန်တော်တို့အသင်းရဲ့မရှိမဖြစ်တိုက်စစ်မှုလေးဟျူဂိုအီကီတီကီပါခန်းစလိုင်းကိုပြေးထွက်ပြီးဂိုးအဖြစ်အဆုံးသတ်မလားရှေးအောင်ပြလှည့်ထွက်ကလှလှပပကန်သွင်းမလားသူ့စီမှာအကုန်ရနိုင်ပါတယ်အကောင်းဆုံးအခြေအနေတွေကိုဖန်တီးနိုင်စွမ်းရှိတဲ့ဟျူဂိုဟာလီဗာပူးတိုက်စစ်အတွက်ပြိုင်ပွဲဆုံး15ဂိုးအထိသွင်းယူထားကဒီယာဒီအသစ်ခေါ်ယူထားတဲ့တိုက်စစ်မှုတွေတဲ့ပယ်နတီကန်သွင်းမှုမပါပဲပရီးမီးယားလိဂိုးသွင်းအများဆုံးတိုက်စစ်မှုလည်းဖြစ်နေပါတယ်ဖလော်ရီယန်ဘီယက်နဲ့အီကီတီကီတို့နှစ်ဦးဟာယာဒီအစပိုင်းပွဲစဉ်တွေကလေးကအတွဲဖက်မိနေခဲ့ပေမဲ့ဒါကိုလူတွေသိမသိခဲ့ကြပါဘူးနောက်ပိုင်းပွဲစဉ်တွေမှာသာတွင်းကိုတွေအများပြားတွေ့မြင်လာရတာကြောင့်အထူးသတိထားမိလာခဲ့ကြပါတယ်။သူတို့နှစ်ဦးရဲ့စွမ်းဆောင်ရည်ဟာပုံမပေါ်လည်လာပြီးအသင်းအတွက်အင်မတန်အကျိုးပြုစေကချီးကျူးဂုဏ်ပြုဖို့တကယ်ကိုထိုက်တန်လို့နေခဲ့ပါတယ်။နောက်ထပ်လည်းတွင်းကိုနဲ့ဖန်တီးမှုတွေထပ်မံမြင်တွေ့ရဖို့ယုံကြည်မျှော်လင့်နေပါတယ်။ပရိသတ်တို့ကလီဗာပူးအသင်းရဲ့တိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးဘယ်လိုယူဆမိကြပါသလဲ။ကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။အသစ်တွေအတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း like and follow လေးလုပ်သွားပေးခဲ့ကြပါဦး။အားလုံးကိုကျေးဇူးအထူးတင်ပါတယ်။